ညစာထမင်းစားနေပါနော်ဥစားတစ်ချက်လောက်ပြောလိုက်ပါဥစား သူကတော့မကမ်းပါပါညတာထမင်းစားနေရတာဘိုက်စားရတာ ဒီစားရတော့ကောင်းတယ် ဒီစားလို့လား ဒီစားတော့ကောင်းပါရှင်ဒီမှာကြိုက်ပါဒီလိုချုံလေးပတ်ပါ ဟာဥစားရဲ့သမီးရှိုးလေးပေါ့တစ်ချက်ရှိုးလိုက်ပါတစ်ချက်လိုက်လိုက်ပါ အဲ့မိတာမူပေါ့နော်မိတာမူ ဟော သမီးစားရ မိဘမြတ်တာပါရဲ့ ဟောမိပါမလားမိတာမူဒီပေါ့မှာတော့ပါရှင်မိစားလိုက်ပါမယ် ခေါ်ကြွလိုက်ပါ ပြောလိုက်ပါလားဒီကတော့ ဟင်းလေးတို့ပြောပြလိုက်ပါအောင်မင်းနူးလေးပြောလိုက်ပါမင်းနူးလေးစရာဥစားပြောလိုက်ပါဦးဆက်လာဥစား ဒါတော့ငပိချိုလေးဖြစ်ပါရှင်ဒါကတော့အမဲသားပေါ့နော်ဒါကတော့ကျမတို့ဖေးပြောလိုက်အောင်ညာ ဒါကတော့ဝက်ဥပါဝက်ဥလို့ခေါ်ပါတယ်ဒါကတော့အပိနဲ့စိတ်နဲ့ထောင်းတာဒါကတော့ကြက်တဲ့ကြက်မြစ်လို့ပြောပါတယ်ဒါကတော့ဒီရက်ကထွက်တဲ့ပင်စိမ်းပါလေဗျာနည်းနည်းနန်းဒီတကွားဒီတော့ချိုးပါတယ်ပြင်မနာမှာမရှိပါဘူးနေပြီးတော့မှမရှိတော့ကောင်းတယ်ပောက်တာကကူးနာ ဟာဘာလဲမသိ ပဲသွေး ပဲသိပါ ဟောမင်းရ ဒါကတော့မရုပ်တိကြော်လာပါတော့ ရုပ်ဒီချက်ဟုတ်တယ် ခါရမှာမရှိ စားလိုက်ပါအောင်ကျွေးလိုက်ပါ ခါနေနော် အေးရ ခါကြပါဦး ကောင်းလား အမိုင် နှုတ်ဆက်လိုက်ပါအောင် အဲ့မှာစားရမှာမရှိအဝတ်ဝါဒီပြရပါမယ် နေရောကနနေရောခရလာလို့မကန်လာလို့မတောက်သေးပါဘူးမတောက်နားရပါဘူး